င်္ဂလာပါဘာမှနှုတ်ကနေပြန်လဲကြိုးဆိုပါရရှင်မတ်လ19ရက်နေ့ကကမ္ဘာ့စီးရီးသမိုင်းမှာအလှည့်အပြောင်းတစ်ခုဖြစ်သွားနိုင်တဲ့သတင်းတစ်ခုကြောင့် Holy တကြောဖြစ်ခဲ့ပါတယ်ကိုပြောင်းတိုက်လေရင်လို့လူသိများတဲ့ Radar မှာဖမ်းမိဖို့မဖြစ်နိုင်တဲ့လောက်ခက်ခဲတဲ့ American ရဲ့ F-35 Lightning II တစီအရှိအလဲပိုင်းမှာအရေးပေါ်ဆင်းသက်ခဲ့ရတဲ့ဖြစ်စဉ်ပါပဲဒီသတင်းကအရန် Holy တကြောဖြစ်နေတာမို့လို့ဘာကြောင့် Holy ကြောဖြစ်ရတယ်ဆိုတဲ့ဟာလေးကိုဒီထဲမှာကျမတို့ဆွေးနွေးမှာဖြစ်ပါတယ်ဆိုတော့ဒီလေရင်ကရန်သူနယ်မြေထဲမှာတစီတကောင်လိုပြန်တန်းနိုင်တဲ့ရှေ့လို့နာမည်ကြီးပါတယ်ဒါပေမဲ့အခုတော့အီရန်ဘက်ကသူတို့ရဲ့လေကြောင်းကာကွယ်ရေးစနစ်နဲ့ဒီတစီကိုခြေရခံပြီးတော့ပြစ်ခတ်နိုင်ခဲ့ပြီလို့ကြွေးကြော်နေပါတယ်ဒေါ်လာတန်100ကျော်တန်မိုးရှိတဲ့ဒီလေရင်ကဘာကြောင့်ထိခိုက်သွားရတာလဲဒါဟာကိုပြောင်းနီးပညာညီကုန်းချုပ်တာလားဒါမှမဟုတ်ရင်အီရန်ရဲ့ဝါဒဖြတ်မှုတတ်ပဲလားဆိုတာကိုတော့ဒီကနေ့ရဲ့ဒီဗီဒီယိုမှာဒီဖြစ်စဉ်ကိုအသေးစိတ်တင်ပြသွားမှာပဲဖြစ်ပါတယ်ဒီအကြောင်းအရာလေးကိုမတင်ဆက်ခင်မှာတော့ကျမတို့ရဲ့ Burma Note Channel လေးကို like and subscribe လေးလုပ်ပေးသွားဖို့မြတ်တာရက်ခံပါတယ်ဗျာပြီးခဲ့တဲ့ကြာသပတေးနေ့ကဖြစ်ပွားခဲ့တဲ့ဒီဖြစ်စဉ်ကိုအမေရိကန်ဗဟိုစစ်ဌာနချုပ် SAMCON ဘက်ကတော့ဤပညာပိုင်းဆိုင်ရာစစ်ဆေးမှုလို့ခေါင်းစဉ်တက်ခဲ့ပါတယ်ဗိုလ်ကြီး Tim Hawkins ရဲ့အဆိုအရတော့လေယာဉ်ကဘေးကင်းစွာဆင်းသက်နိုင်ခဲ့ပြီးလီတရဲကလည်းအသက်ရှင်နေလို့ဆိုပါတယ်ဒါပေမဲ့ပုံမှန်မဟုတ်တဲ့အချက်ကတော့လေယာဉ်ဟာတိုက်ပွဲအပြန်မှာအရေးပေါ်ဆင်းသက်ခဲ့ရတာဖြစ်ပါတယ်အီရန်ရဲ့တော်လှန်ရေးအစောင့်တပ် IRGC ကတော့သူတို့ရဲ့ River 373လေကြောင်းကာကွယ်ရေးစနစ်က F-35 ကိုခြေရာခံမိခဲ့ပြီးတော့ဒုံးကျည်နဲ့ပစ်ခတ်နိုင်ခဲ့တယ်လို့ဆိုပါတယ် Aerospace Force Magazine ရဲ့အစီရင်ခံစာမှာပိုပြီးထိတ်လန့်စရာကောင်းတဲ့အချက်တစ်ခုပါလာပါတယ်အဲ့ဒါကတော့လေယာဉ်မှုရဲ့ကိုခန္ဓာမှာလက်နက်စထိမှန်တဲ့ဒဏ်ရာတွေရှိတာပါအကယ်၍လေယာဉ်ကအင်ဂျင်ချိုယွန်းနာတီးတန့်ဆိုရင်တော့လေယာဉ်မှုမှာဒဏ်ရာရစရာအကြောင်းမရှိဘူးပေါ့နော်ဒါပေမဲ့ဒါကမြေပြင်ကနေပြစ်ခတ်တဲ့လက်နက်တစ်ခုခုလေယာဉ်အနီးမှာပေါက်ကွဲခဲ့တယ်ဆိုတဲ့အထောက်အထားတစ်ရက်အနေနဲ့ဖော်ထုတ်လိုက်တာပါပဲ F-35 ကလေယာဉ်တစ်စီးတည်းကိုဆိုလိုတာမဟုတ်ဘဲနဲ့သူကမျိုးကွဲ၃မျိုးရှိတဲ့ Universal Fighter စီမံကိန်းတစ်ခုပါဆိုတော့ဒီ၃မျိုးရဲ့ကွဲပြားချက်ကိုသိထားရင်အခုဖြစ်စဉ်ပို့ပြီးတော့နားလည်မှာဖြစ်ပါတယ်ဒါဘာကြောင့် Holy တကြောဖြစ်ရလဲဆိုတာပေါ့အဲ့တော့နံပါတ်1အနေနဲ့က F-35A Air Force version ဒါကအသုံးအများဆုံးအမျိုးအစားပါပုံမှန်လေပြင်းလက်နေမှာဆင်းသက်ဖို့ဒီဇိုင်းထုတ်ထားပြီးတော့အမြန်နှုန်းနဲ့တိုက်ပွဲဝင်နိုင်ဆုံးအမြင့်ဆုံးပါ Israel နဲ့ဂျပန်တို့မှာတော့ဒါအဓိကအသုံးပါတယ်F-35B Short Takeoff Vertical Landing STOVL ဒီလေယာဉ်ကတော့ထူးခြားပါတယ်ရဟတ်ယာဉ်လိုမျိုး down light ဆင်းသက်နိုင်စွမ်းလည်းရှိပါတယ်ဒါကြောင့်ပြေးလမ်းမရှိတဲ့ကျွန်းငယ်တွေဒါမှမဟုတ်ရင်ရေတပ်ရဲ့တိုက်ခိုက်ရေးတင်မောငယ်လေးတွေပေါ်မှာသုံးလို့ရပါတယ် UK နဲ့ American Marine တပ်ဖွဲ့တွေရဲ့အဓိကလက်နက်လည်းဖြစ်ပါတယ် F-35C Carrier version ဒါကတော့အမေရိကန်ရေတပ်ရဲ့အီယာမလေယာဉ်တင်သင်္ဘောတွေအတွက်တည်တံ့ထုတ်ထားတာပါပြင်းထန်တဲ့ဆင်းသက်မှုတွေကိုခံနိုင်ရရှိအောင်တိစောက်ပုံကိုလည်းပုံမခိုင်ခန့်အောင်လုပ်ထားသလိုစီတိုင်ကြီးကလည်းပိုကြည့်ပါတယ်အခုအီရန်ကပြစ်ခတ်လိုက်တဲ့ဆိုတဲ့လေယာဉ်ကအဲ့ဒီ၃မျိုးတွေကဘယ်အမျိုးအစားလဲဆိုတာကိုတော့အမေရိကန်ဘက်ကအတည်ပြုထားခြင်းမရှိပါဘူးသူတို့ကလျှို့ဝှက်ထားခြင်းဖြစ်ပါတယ်
တွေကဘာကြောင့်ဒီ F35 တစီပြစ်ခတ်ခံရတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့အရင်စိတ်ဝင်စားနေရလဲပေါ့အဲ့တော့သူတို့စိတ်ဝင်စားတဲ့အကြောင်းရင်းက F35 ရဲ့အားသာချက်ကရေဒါမှာမမြင်ရဘူးဆိုတဲ့အချက်ပါတကယ်တော့စစ်ရေးနည်းပညာမှာ invisible မမြင်ရဘူးဆိုတဲ့စကားလုံးကမရှိပါဘူး low observable ထောက်လှမ်းရခက်ခဲတာပဲရှိပါတယ် F35 ရဲ့ကိုယ်တွေကိုရေဒါလိုင်းတွေကိုစုပ်ယူနိုင်တဲ့ radar absorbent material RAM တွေနဲ့ဖုံးအုပ်ထားသလိုပုံစံကိုလည်းရေဒါလိုင်းတွေရန်သူစီပြန်မရအောင်လွတ်ဆင်သွားစေမယ်တောင်ကျိုးတွေနဲ့တိစောက်ထားတာပဲဖြစ်ပါတယ်ဒါပေမဲ့ရန်သူနယ်မြေထဲမှာလက်နက်ပစ်လို့ဖို့ weapon bay လက်နက်တပ်ဆင်ကန်တကားကိုဖွင့်လိုက်တဲ့အခိုက်အတန့်ဆိုရင်တော့လေရင်ရဲ့ strafe ပုံစံကပျက်စီးသွားပြီးတော့ radar မှာခဏတာထင်ရှားသွားတတ်ပါတယ်အီရန်ဘက်ကဒါကိုခွင့်ကောင်းယူပြစ်ခတ်ခဲ့တာလားဆိုတာကတော့စဉ်းစားရစရာတစ်ခုပေါ့နော်အီရန်ကသူ့ရဲ့ဝေဟင်ပိုင်နက်ကိုကာကွယ်ဖို့အတွက်ရုရှားလုပ် S300 စနစ်တွေအပြင်ကိုပိုင်ထုတ် Braver 373ကိုလည်းသူတို့ကသုံးပါတယ်အဲ့ဒါပြင်သူတို့မှာ IRSD လို့ခေါ်တဲ့ Infrared Search and Track အပူလိုင်းရှာဖွေစနစ်လည်းရှိပါတယ်အဲ့ဒီစနစ်ကရီဒါလိုင်းကိုမသုံးမဲနဲ့လေအင်ဂျင်ကထွက်တဲ့အပူလိုင်းကိုဖမ်းတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ Steve လေယာဉ်တွေအတွက်အလွန်အင်နေကြီးပါတယ်ဒါပေမဲ့စစ်ရေးရှုထောင့်ကကြည့်ရင်အီရန်ဘက်ကလေယာဉ်တစ်စီးကိုထိခိုက်အောင်လုပ်နိုင်တယ်ဆိုတာဟာအောင်ပွဲလို့ပြောလို့မရသေးပါဘူးဘာလို့လဲဆိုတော့အမေရိကန်နဲ့အစ္စရေးက Operation Abyss Fury အတွင်းမှာအီရန်ဝေဟင်ထဲမှာပြန်တမ်းမှုပေါင်း8000ကျော်စိတ်ကြိုက်လှုပ်ဆောင်နေခဲ့တာဖြစ်ပါတယ်အဲ့ဒီအကြိမ်8000မှာတစ်ကြိမ်လောက်ပဲထိမှန်သွားတာကစစ်ရေးအရာအသာစီးရမှုမျိုးမဟုတ်ဘဲနဲ့ကံကောင်းမှုတစ်ခုသာဖြစ်တယ်လို့ International Crisis Group က Ali Weiss ကထောက်ပြထားပါတယ်ဒီဖြစ်စဉ်မှာအဓိကချီးကျူးရမှာက F35 ရဲ့ survivability ရှင်သန်နိုင်စွမ်းမှာရန်သူလက်နက်ထိမှန်ခဲ့တာတောင်မှလေရင်ကမီးလောင်ပြတ်ကြမသွားခဲ့ဘူးအခြေစိုက်စခန်းကိုပြန်တန်းနိုင်ခဲ့တယ်ဆိုတော့သူ့ရဲ့တိဆောက်ပုံမာကျုံးမှုကိုတက်တည်ပြလိုက်တာပါပဲ F35 မှာအင်ဂျင်တစ်လုံးနဲ့ပါတာမှန်တယ်ဒါပေမဲ့သူ့ရဲ့ electronic warfare EW suit တွေနဲ့ပြန်တန်းမှုထိန်းချုပ်စနစ်တွေကအလွန်မြင့်မာလို့လေရင်ရဲ့အစိတ်ပိုင်းတချို့ပျက်စီးသွားရင်တောင်မှလေတရေကိုဘေးကင်းအောင်ကာကွယ်ပေးနိုင်စွမ်းရှိတယ်ဒါကြောင့်နိုင်ငံပေါင်း20ကျော်ကဒီလေရင်ကိုအနာဂတ်ရဲ့တိုက်လေရင်အဖြစ်ယုံကြည်စွာဝယ်ယူနေကြတာပဲဖြစ်ပါတယ်ဆိုတော့ဒါတွေကိုညီကုန်းချုပ်ကြည့်ရရင်အခုဖြစ်စဉ်က F35 ရဲ့ကိုပြောင်းနီးပညာကိုမေးခွန်းထုတ်เสียဖြစ်ကောင်းဖြစ်လာစေပေမဲ့တစ်ဖက်မှာလည်းဒီလေရင်ရဲ့ခိုင်ခန့်မှုနဲ့လေတရေကိုကာကွယ်နိုင်စွမ်းပိုပြီးတက်တည်ပြရရောက်သွားပါတယ်အီရန်အတက်ကတော့ဒါကဝါရဖြတ်မှုကအခွင့်အရေးကောင်းတစ်ခုဖြစ်တယ်ဒါပေမဲ့အမေရိကန်ရဲ့ဝေဟင်စိုးမိုးမှုတော့ချင်းချောက်နိုင်စွမ်းမရှိသေးဘူးလို့ယူဆလို့ရပါတယ် F35 ဟာအစင်းပေါင်း3000ကျော်ထုတ်လုပ်ဖို့စီမံကိန်းရှိပြီးတော့ဆက်လက်ပြီးလဲပြိုတိုင်းကြိုက်တဲ့နှင်းစီခိုင်ခေတ်သစ်စစ်ပွဲရဲ့ game changer အဖြစ်ဝေဟင်မှာစိုးမိုးနေအောင်ပါပရိသတ်တို့ရောဘယ်လိုထင်ပါသလဲအီရန်ရဲ့ပြစ်ခတ်မှုကကံကောင်းတာလားဒါမှမဟုတ်ဘူးဆိုရင်နည်းပညာအသစ်လား comment မှာဆွေးနွေးပေးခဲ့ကြပါဦးအဆုံးထိဒီဗီဒီယိုလေးကိုကြည့်ရှုပေးခဲ့တဲ့သူများအားလုံးကိုကျေးဇူးအထူးတင်ရှိပါတယ်